မင်္ဂလာပါကျွန်တော်နာမည်တော့ကျော်စွာဝင်းဖြစ်ပါတယ် ကဲခုလာမဲ့တောက်ချာနေညမှာကျော်စော်ဝင်းကဂျပန်ဖိုက်တာမူဂါနဲ့ထိုးသက်တော်မှုရှိပါတယ်။ဤပြိုင်ဘက်ကမြန်မာကစားသမားတွေနဲ့ထိုးဖို့တဲ့အတွေ့အကြုံတစ်ခုရှိတယ်။တော်ကြီးအနေနဲ့မွေထိုင်းမှာအတွေ့အကြုံပိုရှိပြီးမှမြန်မာကစားသမားတွေနဲ့တွေ့ရင်အနိုင်ယူတတ်တဲ့ဒီဂျပန်ဖိုက်တာကိုဘယ်လိုအနိုင်ယူမလဲဆိုတာကိုကျွန်တော်တို့အတူတူလေ့လာကြည့်အောင်ပါ။ကျော်စော်ဝင်းကဖီဒပ်ဂျင်ကိုရောက်ကြဲကနေဝမ်းမှာထိုးကျင်တယ်ဆိုတဲ့အကြောင်းမချခဏထုတ်ပြောလေးရှိပါတယ်။ကံမကောင်းစွာနဲ့ပေါ့နော်ဒီ2025မှာဝမ်ရှမ်ရှစ်မှာကျော်စော်ဝင်းအနေနဲ့ထိုးခွင့်မရသွားပါဘူး။ဒါပေမဲ့သူ့ရဲ့ဒီဂျင်ဗိုင်ရှင်ပေါ့နော်ဖီဒပ်ဂျင်ဗိုင်ရှင်ကတခြားမွေထိုင်းပွဲစဉ်တွေကိုတော်တော်များများသွားပြီးမှစီစဉ်ပေးတယ်။ဒီလိုမျိုးစီစဉ်ပေးရကနေပေါ့နော်2025ရဲ့နောက်ဆုံးလမှာကျော်စော်ဝင်းမွေထိုင်းပွဲတစ်ခုထိုးခွင့်ရခဲ့တယ်။2026မှာတော့သူ့အနေနဲ့ဒီနောက်အဆုံးလမှာပဲဝမ်းမှာပွဲထိုးခွင့်ရခဲ့တာဒါကလည်းဂျင်ပိုင်ရှင်နဲ့ကျော်စော်ဝင်းရဲ့စူးစမ်းမှုတွေကြောင့်မို့ဝမ်ချန်ရှစ်ကခွင့်ပြုခဲ့တာဖြစ်ပါတယ်ဆိုတော့ကျော်စော်ဝင်းအတွက်ပြိုင်ဘက်အသစ်ဖြစ်တဲ့မူဂါကိုလေ့လာကြည့်အောင်ပါအမေအပြည့်စုံကမူဂါဆက်ထိုးဖြစ်ပြီးမှဂျပန်နိုင်ငံသားဖြစ်ပါတယ်အရက်ကတော့9ပေ6လက်မရှိတယ်ကျော်စော်ဝင်းကတော့9ပေ6လက်မပဲရှိတယ်ဆိုတော့အရက်ကွာဟမှုတော့အတိုင်းအတာတစ်ခုရှိတယ်2လက်မလောက်ရှိတယ်ပေါ့နော်ဝမ်ရှမ်ရှစ်မှာစုစုပေါင်း9ပွဲထိုးတယ်4ပွဲနိုင်1ပွဲရှုံးဆိုတဲ့ record ရှိပါတယ်မြန်မာဖိုက်တာစူပါရီချမ်းနဲ့အေးမွေနဲ့ထိုးဖို့တဲ့အတွေ့အကြုံလည်းရှိတယ်ပြိုင်ဘက်ရဲ့ကစားတဲ့ပုံစံကရိုးရာကစားသမားတွေရဲ့ကစားတဲ့ဟာနဲ့နည်းနည်းလေးဆင်တူတယ်ဒါပေမဲ့ဒီကစားသမားကမြန်မာဖိုက်တာတွေရဲ့ကစားတဲ့အထာကိုတော်တော်လေးနှက်နေပြီးသူ့အနေနဲ့လည်းဒါစူပါရီချမ်းနဲ့လည်းစောတယ်အေးမွေလေးနဲ့စောတယ်ဆိုတော့မြန်မာဖိုက်တာတွေနဲ့စောတဲ့အတွေ့အကြုံကအတိုင်းအတာတစ်ခုရှိပြီလို့ပြောလို့ရတယ်မြန်မာဖိုက်တာတွေကဂျပန်ကစားသမားတွေကိုလက်တီးနဲ့ပဲဖြိုတယ်ဆိုတာသူတည်တယ်ဒါကြောင့်ဒီပွဲမှာသူ့အနေနဲ့ပပနနက်ကစားတော့ဖို့ game plan ရှိနေပါတယ်ပြိုင်ဘက်ကဂျပန်ဖိုက်တာတွေထဲမှာထူးထူးခြားခြားပေါ့နော်လက်တီးအားကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ပါဝါကိုအားပြုတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ဘေဝိုက်ညာဝိုက်လက်တီးကောင်တာလက်တီးတွေကိုအထူးကျူးပြုရပါမယ်။အေးမွေအပါဝင်သူနဲ့ကစားဖို့တဲ့ဖိုက်တာအားလုံး knock out ချခဲ့တဲ့ record လည်းရှိတယ်။ပြိုင်ဘက်ကဒူးတိုက်ချက်တထောင်ရိုက်ချက်တွေကိုကောင်းကောင်းလေးအသုံးပြုနိုင်တယ်။ဒီလိုမျိုးနီလန်းကိုစူပါရီချမ်းတဲ့ပွဲမှာလည်းအသုံးပြုခဲ့တယ်။အခုပွဲမှာလည်းဒီ game plan ကိုပဲဆက်ပြီးမှအသုံးပြုလာနိုင်ဖို့တေချာပါတယ်။ဘူးကိုထိုးတူထိုးပုံစံမျိုးနဲ့လာမယ်ဆိုတော့ဒီပုံစံကကြိုးစော်ဝန်းအကြိုက်ဖြစ်မှာပါ။အမ်ဘက်နောက်ဆုံးထိုးခဲ့တဲ့နှစ်ပွဲစလုံးက3ချီစလုံးကစားပြီးမှတိုင်အဆုံးဖြတ်နဲ့အနိုင်ရခဲ့တာပါ။ဒါကိုချစ်ချင်းအဖြစ်ပြိုင်ဘက်ကတက်လုံအတိုင်းအတာတစ်ခုအထိရှိတယ်။အဲမွေနဲ့ထိုးခဲ့တဲ့ပွဲကိုပြန်ကြည့်ရင်ပြိုင်ဘက်ကမာကုံထင်တယ်လို့မရှိဘူး။အားပြင်းပြင်းနဲ့လက်တီးတစ်ချက်ဂျောကိုထိထိမိမိထိရင်ချက်ချင်းနောက်အောက်ကျသွားမယ်အလားအလာရှိတယ်။ပြိုင်ဘက်ကခြေကန်ချက်ဘေးဝက်လက်တီးညာဝက်လက်တီးထိုးတဲ့အချိန်မှာ gap ချတတ်တဲ့အချင်းရှိတယ်။ပြိုင်ဘက်က clean control ပိုင်းတွေတိတ်မရဘူး။ဒါကြောင့်မို့ကျော်စော်ဝင်းအနေနဲ့ clean control ပိုင်းတွေရောက်လို့ရှိရင်ဒူးတိုက်ချက်တွေတတော်ရိုက်ချက်တွေကိုများများအသုံးပြုဖို့လိုအပ်ပါတယ်။ကိုရီးယားကစားသမားကထိုင်းနိုင်ငံကိုသွားပြီးမှမွေထိုင်းဂျင်မှာလေ့ကျင့်နေတာတော်တော်လေးကြာပြီ။ဒါကြောင့်မို့သူ့အနေနဲ့ဒီ clean ဘိုင်းကိုရောက်လို့ရှိရင်ဘယ်လိုကင်တွယ်ရမလဲဆိုတာသူ့အနေနဲ့သိဖို့မျှော်လင့်ပါတယ်။ဂျော်ဂျီရဲ့ပရိသတ်တွေကမြန်မာပရိသတ်တွေဒါမှကထိုင်းပရိသတ်တွေထဲမှာလည်းရှိတယ်။ဆိုတော့တောက်ကြနေညမှာဂျော်ဂျီအတွက်ပရိသတ်ကတော့အခိုင်အမာရှိမှတေချာပါတယ်။ညီကိုတွေအနေနဲ့ကောကျော်စော်ဝင်းနဲ့မိုဂါတို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးမှဘယ်သူနိုင်မယ်လို့ထင်လဲ။ကိုယ့်ရဲ့ထင်မြင်ချက်ကိုကျွန်တော်ရဲ့ comment အောက်မှာဝင်ရေးသွားနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်